အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဘာကတင်ရမလဲဆိုရင်တော့မရတာနဲ့အွန်ကိုရင်းစကားတွေရဲ့တကားဖြစ်တဲ့နွားချောင်းသားလေးရဲ့နပြားမှတ်တမ်းဆိုတဲ့စကားလေးကိုရီကန်အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ခင်ဗျဘာမှရှိရှိဝေးဝေးလေးမပြောတော့ဘဲနဲ့စကားလေးချီပဲတွားလိုက်ပါတော့မယ်ခင်ဗျဒီအပိုင်းလေးရဲ့အစားမှာတော့ညဘက်မောင်ကြီးပြိုးတာနဲ့အပြင်ထွက်လို့မရတဲ့တာရှိရဲ့မြည်ရည်စီကြောင်အတိုင်းမွေးကင်းစာကလေးငယ်လေးကရေစီအတိုင်းကိုမျောပါလာခဲ့ပါတယ်အမောင်နှက်ဆိုးတွေကနောက်ကနေလိုက်လာခဲ့ပေမဲ့ကလေးငယ်နဲ့အတူပါလာတဲ့ဆွဲကြောကြောင့်အနေမပေးနိုင်ကြပါဘူးနောက်တော့မတန်ဆွမ်းလူထူးဆန်း9ယောက်တည်းကအပွားအိုကကဲသွားခဲ့ပါတယ်အခြားသူတွေကလည်းကလေးငယ်ကိုနှဆိုးဖြစ်နိုင်တယ်လို့ပြောသူကပြောမတန်ဆွမ်းလူတွေပဲနေတာမို့လို့တက်ပစ်ဖို့ပြောသူကပြောကြပေမဲ့ကဲခဲ့တဲ့အပွားအိုကတော့သူကဲလာတာဖြစ်တဲ့အပြင်သူ့မှာလည်းနွားရှိတာမို့လို့သူမွေးမယ်လို့ပြောလိုက်ပါတယ်ပြီးတဲ့နောက်ရွာလူကြီးကိုမေးလိုက်တော့ရွာလူကြီးကငါတို့လူတွေကြားထဲမှာကျမ်းမှာတန်ဆွမ်းတဲ့လူငယ်ရှိလာပြီပဲလို့ပြောလိုက်ကမျိုးရိုးနာမည်ကိုချင်းနာမည်ကိုမှုချင်းမှုဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်အပွားအိုလည်းချင်းမှုကိုပကတ်လေးတဲ့ထည့်ထားပြီးအလုံးလုံးနေချိန်မှာနတ်ဆိုးရောက်လာတာကြောင့်နတ်ဆိုးကိုအရေးပြားအင်ကြီးတွေကိုထဲချုပ်ပြီးတော့ဖမ်းထားလိုက်ပါတယ်ကျန်တဲ့အဖိုးကြီးတွေကလည်းအစာပိုင်းမှာတော့မချင်းကြသလိုနဲ့တပြေးပြေးနဲ့ချင်းမှုကလူထူးဆန်း9ယောက်ရဲ့အသေးကြောင့်ဘဲတော်လေးဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ချင်းမှုလည်းစောကစားတောင်းညံ့ရင်းနဲ့ပဲတပြေးပြေးအသက်ကြီးလာခဲ့ပါတယ်ချင်းမှုလည်းတောထဲမှာဆေးမြစ်လေးတွေခူလိုက်အကောင်လေးတွေထိလိုက်နေပဲအချိန်ကုန်နေခဲ့ရပါတယ်ချင်းမှုရဲ့မွေးသားမိဘလူထူးဆန်းတွေကချင်းမှုကိုဘယ်ကိုပဲရောက်နေပါစေညမမောင်ခင်ရွာကိုအရောက်ပြန်လာဖို့အမြဲမှားထားခဲ့ပါတယ်သူတို့နေထိုင်ကြတဲ့တာရှိရာထူးဆန်းမှုတွေနဲ့ပြည့်နဲ့နေခဲ့ပြီးတော့ညမှောင်လာတာနဲ့နတ်ဆိုးတွေရောက်ရှိလာကရှိရှိသမျှတက်ရှိတွေကိုစားတော့တက်တယ်လို့ထူးဆန်းလွန်းလာတဲ့နတ်ဖျားရုပ်ထုတွေကလည်းတက်ရှိတွေကိုနတ်ဆိုးတွေရန်ကနေကာကွယ်ပေးထားပြန်ပါတယ်တာရှိပြင်မကလူတွေကတော့တာရှိဟာနတ်ဖျားစွန့်ပြစ်နေပြီလို့ခေါ်ဝေါ်ကြပါတယ်တရားမှာတော့ချင်းမှုကရုပ်ထုကြီးတစ်ခုအပေါ်ကိုတက်ပြီးအပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်လန်တို့လာခဲ့ချိန်မှာတော့အိမ်ပြန်ရောက်နေခဲ့ပြီးအဖွားကစူနေခဲ့ပါတယ်နောက်နေ့မနက်မှာတော့ချင်းမှုကနွားသားကြောင်းကန်နီးမှာရွာလူကြီးကလိုက်ဖို့ပေးခဲ့ပါတယ်ချင်းမှုကလည်းကလေးပီတီးကျင်တာတွေကိုမေးမြန်းပါတော့တယ်ညဘက်ကောင်းရင်မောင်သွားခဲ့ရင်အမောင်ထဲမှာကြောက်စရာကောင်းတဲ့အရာတွေကလှုပ်ရှားနေပြီးတော့အသားလေးစားနေဆိုတာအဲ့ဒါဘာကြီးလဲလို့မေးလိုက်ပါတယ်ရွာလူကြီးအဖိုးကဘာလဲဆိုတာအရေးမကြီးဘူးကြောက်ရွံ့ထုတွေရှိနေသေးတော့ရွာတွေကိုဒုက္ခမပေးနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်ချင်းမှုကရှာထက်ရှည်ကဘဲကရုပ်ထုတွေလည်းမေးမလို့စကားစားချိန်မှာရွာလူကြီးကတာချွေးကလှုပ်ဝက်ချက်တွေအများကြီးနဲ့ပြည့်နေနေတာမို့လို့အရန်စူးစမ်းလို့ရင်အသက်မရှိနိုင်ဘူးလို့ပြောလိုက်ကနွားသွားကြောင်းခိုင်းခဲ့ပါတော့တယ်အဖွားအုပ်ကလည်းမောင်ခင်ပြန်လာဖို့လမ်းအတိပေးလိုက်ပါတယ်ချင်းမှုထွက်သွားပြီးတဲ့နောက်မှာအဖွားကဒီနေ့ဒီချိန်ထိချင်းမှုခေါ်မှုရဲ့ကနိုးထားဖို့အရေးအယံမမြင်ရသေးတာကြောင့်ကျင့်ကြံလို့မရတဲ့တာမန်လူဖြစ်နေမလားဆိုပြီးစိတ်ပူနေပါတယ်တကယ်လို့တာမန်လူသားဆိုရင်တော့သူတို့မရှိတော့တဲ့အခါအသက်ရှင်နိုင်မှာမဟုတ်တာကြောင့်ပါပဲစီးစရာဘိုးကလည်းနတ်လေးပါးရဲ့သွေးကိုသာရှာတွေ့ခဲ့ရင်မူရဲကိုနိုးထလာစေနိုင်တယ်လို့ပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့မူရဲလည်းနွားပေါ်မှာထိုင်လိုက်ပြီးပလွေတစ်ချောင်းနဲ့ตาရနေခဲ့ပါတယ်။နွားပေါ်မှာအိတ်လိုက်ထိုင်လိုက်နဲ့တဖြည်းဖြည်းမှောင်ရီပြိုးလာခဲ့ပါတယ်။မောင်ကန်ကြီးဖြစ်လာတဲ့အခါမှာသူ့ရဲ့နွားကကြောက်လန့်ကထပြေးပါတော့တယ်။ချင်းမူလည်းနွားကိုလိုက်ဆွဲရင်းနဲ့တောထဲပြန်ရောက်တဲ့အခါနွားစီကနေလူစကားအတန်ကိုကြားရတာကြောင့်အံ့ဩနေခဲ့ပါတယ်။နွားကသူ့ကိုကယ်ပေးဖို့ပြောကနှစ်ဖူးတက်တဲ့မှာစိုက်ထားတဲ့ငွေပင်အပ်ကိုနှုတ်ပြီးဖို့ပြောလာခဲ့ပါတယ်ချင်းမကလည်းအဖွားရဲ့အနဲ့တူတယ်ဆိုပြီးကြီးနေချိန်မှာပဲနွားကနေသူ့ကိုနှိုးတိုက်ပြီးမွေးခဲ့တဲ့ကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့ကယ်ပေးဖို့ထပ်ပြောခဲ့ပါတယ်ချင်းမလည်းမငင်းတာတော့ဘဲနဲ့အက်ကိုဆွဲထုတ်ပေးလိုက်ပါတော့တယ်အက်ဆွဲထုတ်ပြီးတဲ့အချိန်မှာပဲနွားကပြစ်လဲကျသွားခဲ့ပါတယ်ချင်းမလည်းနွားကိုညိုညိုလို့ခေါ်ကစိတ်ပူနေခဲ့ချိန်မှာပဲနွားရဲ့ဝမ်းပိုက်ထဲကနေလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်လို့ပတ်ဝန်းကျင်မှာလည်းခြောက်ချားပွေရာဖြစ်လာခဲ့ပါတယ်ရုတ်တရက်နွားဝမ်းပိုက်ထဲကနေလူတယောက်ထွက်လာခဲ့ပါတော့တယ်ချင်းမှုကတော့ကြောက်လွန်အားကြီးကငေးကြည့်နေခဲ့မိပါတယ်။နွားတွေကထွက်လာတဲ့ရှန်လုံမျိုးသခင်ရဲ့ဇနီးကချင်းမှုကိုအရင်တက်ပြီးရွာကလူတွေကိုထတ်တက်မယ်လို့ပြောကချင်းမှုကိုတိုက်ခိုက်ပါတော့တယ်။ချင်းမှုကတော့ဘာမှပြန်မလုပ်နိုင်ပဲဖြစ်နေခဲ့ရပါတယ်။မျိုးသခင်ရဲ့ဇနီးကလည်းအဖွားအိုကသူ့ကလေးမွေးနေတော့သူ့ကိုလှုပ်ကြံကနွားဖြစ်အောင်လှုပ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒီအမုန်းတရားတွေအတွက်ပြန်ပေးဆက်ရမယ်ဆိုပြီးချင်းမှုကိုတတ်ဖို့လှုပ်ချိန်မှာပဲချင်းမှုကလူသားစားပန်းဝဲအနာရောက်လာတာကိုမြင်ပြီးတော့အဖွားလိုအော်ကော်ကလှည့်စားပြီးတော့ထွက်ပြေးပါတော့တယ်။ဒါပေမဲ့မျိုးသခင်ရဲ့ဇနီးကဒေါသပုံထပြီးလူသားစားပန်းကိုဖျက်ဆီးကချင်းမှုပြေးနေတဲ့အရှိကိုချက်ချင်းဆိုသလိုရောက်သွားခဲ့ပါတယ်။ချင်းမှုကအဖိုးအချွတ်ဆိုပြီးခေါ်လိုက်ပြန်ပါတယ်။ဒီတခါတော့ရုံမဲ့ထင်လားဆိုပြီးချင်းမှုအနားကိုပြေးလာခဲ့ပေမဲ့အဖိုးအချွတ်ရဲ့တောင်ဝေးရိုက်ချက်နဲ့လေးကျသွားခဲ့ရပါတယ်။အဖွားကလည်းရောက်လာခဲ့ပြီးတော့မျိုးသခင်မမင်းကတေတင်တာ17နှစ်ရှိနေပြီ။မူးရဲ့အတွက်သာမဟုတ်ရင်အခုချိန်ကြီးအသက်ရှင်နိုင်မယ်လေထင်လားလို့မေးလိုက်ပြီးတော့တတ်လိုက်ပါတော့တယ်မင်းကလိန်လေလှည့်ပြားနေတဲ့ခင်မွန်းကိုအပြစ်မပေးပဲအပြစ်မရှိတဲ့အမျိုးသမီးတွေကိုတေးအောင်ရိုက်တက်ခဲ့အခုလေကလေးကိုတက်ဖို့လှုပ်ပြန်ပြီးလို့ပြောလိုက်ပါတယ်ငွေကတေးပြီလားဆိုပြီးမေးလိုက်ချိန်မှာပဲအဖိုးချွဲကခေါင်းကိုခောက်ကမင်းကတော့လေ
တိုင်းလောကအတွေ့အကြုံလည်းမရှိဘဲနဲ့တိုင်းလောကထဲမှာအားနည်းတဲ့သူတွေကအားကြီးတဲ့သူတွေရဲ့အစာပဲအသင့်တော်ဆုံးရှင်သန်မှုရှိရမယ်ဒါဟာတာရှိပဲလို့ပြောလိုက်ပါတယ်ပြီးတော့အဖွားကဒီနေ့ကမူအဲနိုးထလာမယ်အရေးကြီးတဲ့နေ့ပဲလို့ပြောကရွာကိုပြန်လာခဲ့ကြပါတယ်ညမောင်လာတဲ့အခါအဖိုးချွဲရေထဲကိုပြစ်ချထားခဲ့တဲ့နွားအရေကုန်နဲ့မြို့တခင်မရဲ့အလောင်းဟာအမောင်ထဲကနတ်ဆိုးစားတာခံလိုက်ရပြီးအယိုးသာကြံခဲ့ရပါတော့တယ်အယိုးစုကကန်းတစ်ခုမှတောင်းတင်နေခဲ့ပြီးကိုမြင့်မြတ်တဲ့လမ်းစဉ်ကိုင်းလိုခံယူနေကြတဲ့လူတို့ကအယိုးစုကိုတွေ့သွားကြပြီးတော့ဒီလိုဝစ်စားထားပုံရတာရွှေရဲ့အချမ်းသာဆုံးရှန်လုံမျိုးကပဲဖြစ်မယ်လို့ပြောနေခဲ့ပါတယ်ပြီးတော့ခန္ဓာကိုယ်ရဲ့အပေါက်ရာတွေကိုကြည့်ရတာနတ်ဆိုးကားရဲ့မော်ပညာလက်ချက်ပဲလို့ပြောပြီးတာနဲ့နတ်ဆိုးအကျွင်းကြံတွေကိုတုတ်တင်ကကြီးမြတ်တဲ့လမ်းစဉ်ကိုကာကွယ်ဖို့တာရွှေထဲမှာပုံနေတဲ့နတ်ဆိုးတွေကိုတွားတက်ကြမယ်လိုက်ခတ်ကြလို့ပြောပြီးတော့တာရွှေထဲကိုဝင်သွားခဲ့လိုက်ပါတော့တယ်ဒီနေ့အပိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာဇလန်လေးကအရန်ကောင်းတဲ့ဇာတ်ကားလေးဖြစ်တာမို့လို့ recap အနေနဲ့ပြန်ပြီးတင်ဆက်တဲ့နေရာမှာလိုအပ်ချက်တွေရှိသွားနိုင်ပါတယ်အဲ့ခါကျရင်လည်းနားလည်ပေးကြဖို့အတွက်မေတ္တာရက်ခံပါရစေခင်ဗျာနောက်တစ်ပုဒ်မှာပဲပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ